မင်္ဂလာပါရှင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့လေဝိမာနဝတ္ထုပါဠိတော်တွေကနာဂဝိမာနဝတ္ထုဆိုတဲ့ဇာတ်လမ်းလေးတစ်ခုပေါ့ဟုတ်ကဲ့ခင်ဗျာလူဘဝတုန်းကလုပ်ခဲ့တဲ့ကောင်းမှုတစ်ခုကုသိုလ်ကံတစ်ခုကြောင့်နတ်သမီးဖြစ်ပြီးတော့နတ်စည်းစိမ်ခံစားရတဲ့အကြောင်းလေးပါဟုတ်ပါတယ်ဆိုတော့ဒီဇာတ်လမ်းကိုကြည့်ပြီးတော့လေလူဘဝနာကောင်းမှုကံနဲ့နောင်ဘဝအကျိုးပေးဘလို့ဆက်ဆက်နေလဲဆိုလားဒီကျမ်းစာအရာဘလို့ပြတာလဲကြည့်ကြမယ်ပေါ့နော်ကံနဲ့ကံရဲ့အကျိုးဆက်ပေါ့ဟုတ်တယ်အထူးသဖြင့်ကျမ်းစာတွေကပုံဖော်မှုတွေကတကယ်ကိုစိတ်ဝင်စားစရာကောင်းလို့ပါဇလန်းအစမှာဆိုရင်ပဲပတ်တများတဲ့ရွှေတွေနဲ့လှုပ်ထားတဲ့ကွင့်ရဲ့ဖုံးထားတဲ့စင်ကြီးကိုစီးပြီးလို့ကောင်းကင်ကနေဆင်းလာတဲ့နတ်သမီးဥမတန်ခမ်းနားတဲ့မြင်ကွင်းနဲ့စထားတာဟုတ်ကဲ့အဖွင့်ကတော်တော်ဆွဲဆောင်မှုရှိပါတယ်ကဲအဲ့ဒီမြင်ကွင်းကိုပဲအရင်ကြိုးကြည့်အောင်ပတ်တများတဲ့ရွှေတွေစီချဲထားတယ်ဆိုတော့ရွှေကွင့်ရဲနဲ့ဖုံးထားတဲ့စင်ကြီးနော်ဟုတ်ပါတယ်တစ်ဖက်တစ်ချက်စီမှာပေါ့စင်ဆွဲပေါ်မှာကြာကန်ဟုတ်ကြာကန်ထဲမှာကြာပန်းတွေကလည်းဖူးပွင့်နေရောပြီးတော့အဲ့ဒီကြာပန်းတွေကနေအလိုလိုတူရိယာတန်နေမိနေတယ်ဟုတ်ကဲ့အလိုလျောက်ပေါ့နတ်သမီးငယ်လေးတွေကလည်းကာခွန်တီဆိုနေကြတယ်ဆိုတော့တကယ်ကိုစဉ်းစားကြည့်ရင်အန်ရောစရာကြီးပဲဟုတ်တယ်နော်တော်တော်ကိုထူးခြားခမ်းနားတဲ့မြင်ကွင်းပါတယ်ဒီလိုမြင်ကွင်းကိုမြင်တော့အရှင်ဝိငိတမထေကမနေနိုင်ဘူးပေါ့လေဟုတ်ကဲ့အဲ့ဒီနတ်သမီးကိုမေးခွန်းထုတ်ပါတယ်မေးတာကဒီလောက်ကြီးကျယ်ခမ်းနားတဲ့တန်ခိုးတယ်ဒီလိုအစင်းအရောင်တွေကဘလို့ကုသိုလ်မျိုးကြောင့်ရတယ်လေပေါ့ဘာဘုံကံကြောင့်လဲဆိုပြီးမေးလိုက်တာဟုတ်တယ်ဒါကဗုဒ္ဓဘာသာရဲ့အခြေခံသဘောတရားဖြစ်တဲ့ကံတို့ကံရဲ့အကျိုးတို့ဘဝဆက်ဆက်မှုတို့ကိုအခြေခံပြီးမေးလိုက်တာပဲဒီလောက်ကောင်းစားနေတဲ့အကြောင်းရင်းကိုသိချင်တာကအဓိကပဲဟုတ်ကဲ့အဲ့တော့နတ်သမီးကလည်းသူ့ဘဝဆက်ကြောင်းကိုပြန်ပြောပြတယ်နော်ဟုတ်တယ်သူ့လုံးဘဝတောင်းရတဲ့ဗာရာဏသီမှာအမျိုးသမီးတယောက်ပေါ့တနေ့မြတ်စွာဘုရားကိုဖူးခွင့်ရတော့ကြည်ညိုစိတ်နဲ့အဝိအဆောင်လူခဲ့တယ်အဝိလူတန်းခဲ့တယ်ဟုတ်ကဲ့ပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုရှ िख ိုးပြီးတော့ကြည်လင်ဝမ်းမြောက်စွာနဲ့လက်အုပ်ချပြီးမော့ကြည့်ခဲ့တယ်ဆိုပြီးပြောတယ်ဆိုတော့ तू ကမြေပေါ်မှာပဲထိုင်ပြီးတော့ရိုးသေးတာဆိုတော့ရိုးရိုးကုသိုလ်လေးပဲနော်ဟုတ်တယ်အလူပေးတယ်ရှ िख ိုးတယ်ဒါပေမဲ့ဒီနေရာမှာလေအရေးကြီးဆုံးအချက်တစ်ခုကလာပြီဟုတ်ကဲ့ဘာများလဲအဲ့ဒီလိုရှ िख ိုးပြီးကြည်လင်နေတဲ့အချိန်မှာရွှေရောင်အစင်းလိုပဲတောက်ပါနေတဲ့မြတ်စွာဘုရားကသူ့ကိုတရားဟောတယ်ဗျတရားဟောချတာကိုဟုတ်ပါတယ်အဲ့ဒီတရားကလည်းပါလဲဆိုတော့သမုဒိယသစ္စာပေါ့ဒုက္ခဖြစ်ကြောင်းအမှန်တရားပြီးတော့ဒုက္ခသစ္စာဒီဆင်းရဲဒုက္ခတွေရဲ့မမြင့်ပုံအနိစ္စဒုက္ခတဘောတွေဟုတ်တယ်ပြီးတော့အဲ့ဒီဒုက္ခအဆုံးချုပ်ငင်းရာအကြောင်းတရားတွေမပြုတ်ပြင်းတော့တဲ့နိရောဓသစ္စာရဲ့မြဲခြင်းတဘောနောက်ဆုံးနိဗ္ဗာန်ကိုရောက်ကြောင်းလမ်းစဉ်ဖြစ်တဲ့မေဃသစ္စာဒီသစ္စာလေးပါးတရားတော်ကိုဟောကြားခဲ့တာဆိုတော့အလူလို့ရှ िख ိုးယုံတယ်မဟုတ်ဘူးတရားပါနာခွင့်ရတိခွင့်ရသွားလားပေါ့နော်အဒီကြပဲဗျာအဲ့ဒီလိုတရားနာလဲရလို့အဲ့ဒီအမျိုးသမီးကသစ္စာလေးပါးအမှန်တရားကိုထိုးထွင်းသိမြင်နားလည်သွားတယ်သစ္စာလေးပါးကိုအကျွန်တို့သိရပါ၏လို့သူကိုယ်တိုင်ပြောထားတယ်ဒါကအင်မတန်အရေးကြီးတဲ့အချက်ပဲဒီသစ္စာလေးပါးတည်သွားခြင်းကသူ့ရဲ့ကုသိုလ်ကံကိုတအားအစစ်မြင့်သွားစေတဲ့တော့ချက်ပဲဒါကြောင့်ကိုရိုးရိုးအဝတ်လူတာရှ िख ိုးတာအပြင်ပညာပါသွားတာပေါ့နော်မှန်ပါတယ်ယူပိုင်းဆိုင်ရာလူရမှုကတော့အဲ့ဒီပုံမှာအခြေခံတဲ့ပညာပိုင်းဆိုင်ရာနားလည်မှုသစ္စာညာပေါင်းဆက်တော်တဲ့အစွမ်းကိုပြတာပဲဗျာအဲ့ဒါကြောင့်အဝတ်လေးတစုံလူယုံခဲ့ဒီလောက်ခမ်းနားတဲ့နတ်စည်းစိမ်ရတယ်ဆိုတာအဲ့ဒီပညာကြောင့်ဖြစ်မေအဓိကအဲ့ဒီပညာနဲ့ယင်တဲ့ကုသိုလ်ကြောင့်လို့ဆိုလိုတာပေါ့လေဟုတ်ကဲ့အဲ့ဒီနောက်သူပါဆက်ဖြစ်သွားလဲဟင်ကျမ်းစာမှာတော့အဲ့ဒီအမျိုးသမီးကအသက်ကတိုးရှာတယ်ပေါ့လေလူဘဝကနေတေလွန်တော့သူပြုတ်ခဲ့တဲ့ကုသိုလ်ကံအထူးသဖြင့်အဲ့ဒီပညာနဲ့ယင်တဲ့ကံကြောင့်တာဝတင်စာနတ်ပြည်ရောက်သွားတယ်တာဝတင်စာကိုဟုတ်တယ်ဒီကြမင်းရဲ့မိဖုရားတစ်ပါးချစ်လာတယ်သူ့နာမည်ကယတုတရာတဲ့အစားမပြောခဲ့တဲ့အတိုင်းပဲအချမ်းရံတွေစီးစိမ်တွေနဲ့ပြည့်စုံနေတာပေါ့ဒါဆိုရင်ဒီနာဂဝိမာနဝတ္ထုကနေညမတို့အဓိကအမတားရမှာကရှင်းလင်းတဲ့ကုသိုလ်လုပ်ရပေါ့နော်အဝဲလူတာရှ िख ိုးတာလုပ်တဲ့ချိန်မှာကြည်လင်တဲ့တရားတရားရောဟုတ်ကဲ့တရားပါတယ်ပြီးတော့အရေးကြီးဆုံးကအဲ့ဒီချိန်မှာပဲသစ္စာလေးပါးဆိုတဲ့တရားအမှန်ကိုနားလည်သဘောပေါက်လိုက်တဲ့ပညာပါပေါင်းစပ်လိုက်တော့ဟုတ်တယ်ကံတရားပညာသုံးခုစုံသွားတာဟုတ်ကဲ့အဲ့လိုဇုံသွားတဲ့ခါမှာအင်မတန်ထူးခဲ့တဲ့နတ်စည်းစိမ်ဆိုတဲ့အကျိုးကိုတိုက်ရိုက်ရစေတယ်လို့ဒီကျမ်းစာကပြနေပြီလို့ပဲနော်လို့ရတဲ့ချက်အတိညာဏ်ကပို့ရေးပါလို့ဖြစ်နေလေဟုတ်ပါတယ်
ဒီဇလန်းကိုပြန်ပြီးတော့စဉ်းစားကြည့်တဲ့အခါမှာစိတ်ထဲမှာပေါ်လာတဲ့အချက်ကတော့လေရုပ်ရှင်တွေလို့ထင်ရတဲ့ကုသိုလ်လုပ်ရက်တဲ့ဥမာဝိလူတာတို့ရှိခိုးတာတို့ပေါ့ ဟုတ်ကဲ့ အဲ့ဒါတွေနဲ့တကယ်နဲ့တရားဓမ္မအတိညာဏ်သစ္စာလေးပါးကိုတည်မြင်ခြင်းပေါ့အဲ့ဒီနှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာဘလို့အချိုးစားနဲ့ဒီလိုကောင်းမွန်တဲ့ဘဝအကျိုးပေးကိုဖန်တီးလိုက်တယ်လေဆိုတာပဲ ဘယ်ဟာကပို့အလေးတာလဲပေါ့ ဟုတ်တယ်တနည်းအားဖြင့်ကောင်းရာသူဂတိရောက်ဖို့တတ္တာတရားလက်တွေ့ကံမြောက်အောင်လှုပ်ဆောင်မှုနောက်ပြီးတော့အတိညာဏ်ပညာဒီသုံးခုထဲမှာဘယ်ဟာကအဆုံးအဖြတ်ပေးတယ်လဲ ဒါမှမဟုတ်အချင်းချင်းဘလို့အားဖြစ်နေကြတယ်လဲဆိုတာမျိုးလား ဟုတ်ပါတယ်အဲ့ဒါကိုဆက်ပြီးတော့တွေးတောဆင်ခြင်ကြည့်ဖို့ကောင်းတဲ့အချက်တစ်ခုလို့မြင်ပါတယ်ဗျ